အော်ရဲဝင်ကြည့်လိုက်တာတကယ်ကိုအကျိုးရှိတာပဲပညာဒါနတင်တဲ့ဗီဒီယိုဒါအောင်နဲ့စိတ်ရှိရှိနဲ့ရှင်းပြပေးထားနားလည်လေဟုတ်ပါတယ်ဒီချက်အော်ရဲဝင်ကြည့်ပါချက်ပညာဒါနတွေတင်ပေးထားအများကြီးရှိပါတယ်ဆိုတော့မနှစ်ကရဲပါပေါ့နော်တစ်နှစ်ဝင်ကျင်လောက်ရှိပြီချက်ပညာဒါနတွေအများနဲ့တင်ပေးထားရှိပညာဒါနတင်တာတော့ဟိုးအရင်နှစ်တည်းကွာချက်တင်တယ်ချက်တက်တော့အကောင့်နဲ့ရှေ့မှာ2ကောင်းရှိပြီးပြတ်သွားဆိုတော့လေဒီအကောင့်ကတစ်နှစ်ကျော်လောက်ပဲရှိသေးရဆိုတော့အများကြီးပဲချက်တင်ပေးထားရှိဝင်ကြည့်ပါဒီချက်တို့ဟိုပညာတစ်ခုလေးလာတဲ့ခါကျအများနဲ့ပြောပါတယ်အခုခေတ်ကလေးလာဖို့နေရတယ်အရန်လွယ်ပါတယ်ပတ်စံရှိမှပတ်စံအများကြီးပေးမှတင်တန်းကြီးအများကြီးကုန်ခံတက်ပြီးမှပညာရမှာမဟုတ်ပါဘူးကျတို့ကိုတက်နိုင်တဲ့နေရာနေပြီးတော့ YouTube မှာပဲကြည့်မလား TikTok မှာပဲကြည့်မလားဒီချက်တယောက်တည်းမဟုတ်ဘူးတခြားဆရာတွေလည်းအများကြီးရှိတယ်ပညာသနာပေးနေကြဒီချက်သက်တော်တဲ့ဆရာတွေအများကြီးနိုင်ငံကျော်ဆရာတွေကအစပညာဒါနတွေပေးနေရပါတော့အခုခေတ်မှာတချို့ကိုယ်တိုင်လည်းဟိုကိုယ့်ထက်ဟိုအများကြီးကြီးရဲ့ဆရာတွေပို့ပြီးတော့အများကြီးတက်တဲ့ဆရာတွေရှိရနေပြီးတော့ပညာဒါနတွေ online class တွေအခုချိန်ထိတက်နေရတော့အခုချိန်ထိလေ့လာတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကလည်းတက်ပါဆိုတာဘယ်လိုပြောမလဲသင်တန်းတက်တာမဟုတ်ဘူးကျတို့ဒီ online class တွေပညာဒါနတွေကိုလေ့လာပါပတ်စံနေအများကြီးပေးစရာမလိုဘဲနဲ့လေ့လာလို့ရပါတယ်ဒီချက်ဝေါ်ထဲမှာဆိုတော့ဟိုအောက်ကြီးဆွဲကြည့်ဟိုပညာဒါနသင်ပေးထားတာတွေ knowledge sharing လုပ်ပေးထားတာတွေအများကြီးရှိပါတယ်ဝင်ကြည့်လို့ရပါတယ်နော်အကျိုးရှိရဆိုလို့ချက်အများကြီးဝမ်းသာပါတယ်ဒီချက်အချိန်ကုန်ခံလူပင်ပန်းခံပြီးတော့ပညာဒါနတွေပေးထားသည်ဒီချက်ရဲ့ပညာဒါနတွေကနေပြီးတော့တစုံတဦးတယောက်အကျိုးရှိသွားရဆိုရင်ချက်တော့လည်းကုသိုလ်တွေလည်းရတယ်ဟိုစိတ်လည်းချမ်းသာရတယ်ပေါ့နော်အဲ့တော့ချက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဟိုဒီချက်တယောက်တည်းမှမဟုတ်ဘူးငါပြောလို့ပဲတခြားဆရာတွေလည်းအများကြီးရှိတယ်ပို့တော်တဲ့ဆရာတွေပို့ကောင်းတဲ့ဆရာတွေအများကြီးရှိတယ်အဲ့ဒီမှာလည်းသွားကြည့်နော်ဒီဆရာတယောက်တည်းမှကြည့်ရမှာမဟုတ်ဘူးကိုယ်သဘောကျတဲ့ဆရာပညာဒါနပေးတဲ့ဆရာဆိုကြိုက်တာကြည့်လို့ရတယ်နော်အဲ့တော့ချက်အများကြီးဝမ်းသာပါတယ်အခုလိုကွန်မန့်လေးမြင်ရတာဖြစ်တဲ့အတွက်ချက်တော့လည်းအားရအများရှိပါတချို့အရာတွေကလေဟိုချက်တော့လည်းစီးပွားရေးတော့ပါတာပေါ့နော်စီးပွားရေးလည်းပါချို့စီးပွားရေးရှိမှလည်းစာအုပ်နေရေးအစီအမံမှာဆိုတော့စီးပွားရေးလုပ်ရတာလည်းရှိတယ်ချက်တင်တန်းရောင်းတာတွေစာအုပ်ရောင်းတာတွေစီးပွားရေးလည်းပါတယ်ဒါပေမဲ့တချို့အခုလိုမျိုးပညာဒါနတင်ပေးရလေးတွေကနေပြီးဒီလိုမျိုးတွေအကျိုးရှိရဆိုတော့ဒီပတ်စံရနာထက်ပေါ့နော်စိတ်ကြည်နူးမှုလည်းအများကြီးရပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ချက်ရကအားလုံးအတွက်အကျိုးရှိရဆိုတော့ကိုယ့်ကိုယ်လည်းဝမ်းသာပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီချင်းတွေဥပါ